နဲ့တူမာရီယာပြန်လာပါပြီရှောင်းရင်းနဲ့လက်သေးလုံးမယ်ဒီမှာပစ္စည်းတွေကိုစက်နဲ့တေချာပို့တတ်ပြီးရယ်မာရီယာရွေးလာတဲ့ဒီဇိုင်းလေးကိုဒီကမမတို့ပြပြီးအရောင်လေးနဲ့ပြောင်းလက်ခိုင်းကြည့်လိုက်တယ်နည်းနည်းချင်းစီရှိတ်ပြင်ပြီးကာလာတင်သွားတာကြီးကအရန်စိတ်ချနေဖို့ကောင်းတယ်တစ်ဖက်တော့ပြီးသွားပြီလုံးဝအောင်စိတ်ချနေတော့ပဲလက်သေးလေးလှလိုက်တာဖီယနာတယ်လေးလည်းရှိတော့ကိုက outfit ပါတစ်ခါတည်းချိန်သွားခြင်းနဲ့ရမ်းစင်ပြေတယ်မာရီယာကတော့မြန်လိုက်တဲ့ special offer packet လေးကိုဝယ်ထားတာမို့လို့ကျူအကောက်ပြလိုက်ရုံပဲအပေါ်တက်မှာ cleansing note လေးစားတော့ခေါင်းရှော့ရလို့လည်းရတယ်နော်စံပြရုပ်ရှင်အောင်အောက်တက်တဲ့မှာမို့လို့ရှာလဲလေတယ်မာရီယာဒီကနေပြီးတော့စိတ်ကန်းတယ်ဘက်မှာ photo shoot လေးဆက်သွားတာမို့လို့အပြတ် shrine ထားရတဲ့တက်လေးနဲ့ဆိုတော့ကို confidence ရှိလို့စိတ်ကန်းတယ်ဗီဒီယိုလေးကစနေနေ့မှလာမယ်နော်အခုတော့ bye bye